ဒီတပုံလုံးကို9000တဲ့နော်ဒီတပုံလုံးကို9000တဲ့နော်အမကြည့်ဒီဦးလေးနာကိုဒီမကြည့်တိတ်9000တဲ့နဲ့ဒီတပုံကြီးကို9000ဟဲ့ပတ်သွားတဲ့လမ်းမှာလို့ဒါရိုးတီးတွေပေါ့နော်ရိုးတီးဖြစ်ပါတယ်ထိုးလို့ရတယ်တော့အောက်ကဟာလည်း4000နဲ့မှာတော့ရပြီတော့ရမပဲထလာလို့ရမယ်ဒီနေ့ကြည့်အောက်ကအကုန်လုံးအပုံကြီးကို4000နဲ့ယူတဲ့ပြောနေတာဟာလေဖဲမ9000ဘူးဝေးတာကားတော့ကြီးတော့မ9000ဘူးအချိုတီလက်ဆောင်နဲ့အချိုတီကျေးဇူးပဲနော်ချိုတီနှလုံးထပ်ထည့်ပေးလိုက်သေးတယ်9000ဘူးဝေးတာဟုတ်တဲ့ပေါ်လုံးလို့9000ဘူးနောက်ရမလေးလောက်ထလာမယ်ဟုတ်ပြီနော်ဒါတော့ချင်းတီးဒါနတ်တီးရောင်းတဲ့နေရာပဲဖြစ်ပါတယ်ကြီးပါတော်လှပါတယ်ကျွန်တော်ဟက်ဖက်သွားတဲ့လမ်းမှာဖြစ်ပါတယ်မကြည့်ပူတီးလေကြားရပူတီးလေဘလုံးမလားပူတီးလေဒါလေး900တဲ့ပူတီးလေ900ပူတီးလေဘာလို့ကြည့်လားဒါပြန်းနေလားဘလို့ရောင်းတော့တရားတွေကြတော့ဘလို့ရောင်းတော့ရိုးအချင်းတီး10လုံးဘလောက်တော့10လုံးဘလောက်တော့10လုံး2000တဲ့10လုံး2000တဲ့ဒီဖက်ဒီမှာနားလေးတော့ရှောက်ကြည့်အောင်လေဒင်းဒီဖက်ဒီမှာဒါအချိုတီးလားချင်းတီးလားရိုးတီးမြဝယ်မယ်နော်ခဏလေးတောက်လျှောက်ဝယ်မလားဝယ်ပါလေဘယ်လိုအဲ့ဒါဘယ်လိုတော့ကျမတို့စီပေါ်နဲ့ပေးလိုက်ပါတယ်အရင်ချစ်လို့တဲ့တပေါ်အဲ့ဒါဒီတပုံလုံးကို9000တဲ့နော်ဒီတပုံလုံးကို9000တဲ့နော်အမကြည့်ဘောကောင်းပါတယ်ဒီဦးလေးနာလာဝင်ဒီဦးလေးနာကိုဒီမကြည့်တိတ်9000တဲ့နဲ့ဒီတပုံကြီးကို9000ဟဲ့ဖက်သွားတဲ့လမ်းမှာလို့ဒါရိုးတီးတွေပေါ့နော်ရိုးတီးဖြစ်ပါတယ်ထိုးလို့ရတယ်အချိုတီးလို့ရှိတယ်ဟာအချိုတီးကြတော့ရှိတယ်ဒီမှာအချိုတီးကျန်တယ်ဘယ်ဥစားလဲဒီမှာဟာတော်လီကတော့မောင်းလာတယ်ဒီကနေ့နေရှေရအဲ့ဒါအချိုတီးမပြည့်ညခမလေးခလေးဟိုဒီပုံကြီးကို9000နဲ့ဝယ်တာဖြစ်ပါတယ်ဟုတ်တယ်မလားဒါကပုံကျန်မဲ့ရနိုင်အပေါ်ဆုံးကတော့နနတီးဖြစ်ပါတယ်ဗျာဘာမှမဆိုင်ဘူးဒါအဲ့ဒါမဆမ်းပါလေဒီမှာ9000ဘူးဝယ်တာကားပြေးတော့မယ်ဒါဘလောက်ဖို့မှာမို့9000ဖို့ပဲဖြစ်ပါတယ်အဲ့မှာကြည့်တောက်လျှောက်
9000ဘိုးပဲ9000ဘိုးပဲဝယ်တာကြည့်နနတိဘလောက်ထိပေါ်လဲဆိုတာ9000ဘိုးပဲဒီမှာ9000ဘိုးပဲဝယ်ထားတာဖြစ်ပါတယ်ဒီလောက်အများကြီးရတယ်ကြည့် အောက်ကဟာလည်း4ထောင်နဲ့မှာတော့ရပြီနောက်ရမှပဲထပ်လာ ကြ ရ ည့် မယ်ဒီနေ့ ကြည့်အောက်ကအကုန်လုံးအပုံကြီးကို4000နဲ့ယူတဲ့ပြောနေတာဟာလေဖဲမ9000ဘိုးဝယ်ထားတာကားတော့ကြီးတော့မ9000ဘိုး ဟုတ်ဒီမှာချက် အချိုတီလက်ဆောင်နဲ့အချိုတီ ဟုတ်ကျေးဇူးပဲနော် ချိုတီနှလုံးထပ်ထည့်ပေးလိုက်သေးတယ်9000ဘိုးဝယ်တာဟုတ်တဲ့ပေါ်လို့9000ဘိုး နောက်ရမှလာထပ်လာမယ်ဟုတ်ပြီနော်